အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ body building blocks ဖြစ်ပါတယ်ခန္ဓာကိုယ်တည်ဆောက်တဲ့နေရာမှာအရေးကြီးတဲ့အခြေခံအုတ်မြစ်များကမ္ဘာပေါ်မှာအပင်တွေတက်တဝါတွေလူတွေစားတဲ့အကုန်လုံးသောသက်ရှိတို့ကိုအားလုံးတွေ့ဘူးကြမှာဖြစ်ပါတယ်အဲ့ဒီသက်ရှိတွေကဘယ်ကနေဘယ်လိုစပြီးတော့ဖြစ်ပေါ်လာတာလဲခရစ်ယာန်ဘာသာဝင်တွေကပြောကြတယ်သက်ရှိတွေကိုသခင်ယေရှုကဖန်ဆင်းပေးထားတာတဲ့ဗုဒ္ဓဘာသာဝင်တွေကပြောတယ်သက်ရှိတွေကိုကံကဖန်တီးပေးထားတာတဲ့သိပ္ပံပညာရှင်တွေကပြောတယ်သက်ရှိတွေကိုအတန်လေးတွေပေါင်းဆက်ပြီးတော့မော်လီကျူတွေကနေစတင်ပြီးတော့ဖန်တီးထားတာဖြစ်ပါတယ်အတိအကျပြောမယ်ဆိုရင်တော့သင်ကိုသင်ပုံစံအတိုင်းဖြစ်အောင်ဖန်တီးပေးထားတာကသင်ရဲ့ DNA ပဲဖြစ်ပါတယ်သင်အပါဝင်သင်တကယ်ချင်းအားလုံးကိုလည်းပုံသဏ္ဍာန်အမျိုးမျိုးအရက်အမျိုးမျိုးအသားအရောင်အမျိုးမျိုးဖြစ်အောင်ဖန်တီးပေးထားတာကသင်ရဲ့ DNA ပဲဖြစ်ပါတယ်သင်တို့ကိုမျက်စိနဲ့မမြင်နိုင်လောက်အောင်အလွန်သေးငယ်တဲ့ဆဲပေါင်း3ဘီလီယံကျော်နဲ့ဖွဲ့စည်းထားပြီးတော့ဆဲတစ်ခုချင်းစီကတာဝန်တစ်ခုစီရှိပါတယ်ဆဲအချို့ကသင်တို့ရဲ့အယိုးတွေကိုဖွဲ့စည်းပေးပြီးတချို့ကတော့အုံနောက်တချို့ကအရေပြားစသည်ဖြင့်အားလုံးပေါင်းဆက်ပြီးတော့သင်တို့ရဲ့ကိုယ်ခန္ဓာကိုဖန်တီးပေးထားပါတယ်ဒါဆိုရင်သင်တို့ရဲ့ပုံစံကိုအခုလိုဖြစ်အောင်ဆဲတစ်ခုချင်းစီကဘာတွေလုပ်ပေးသလဲဆိုတာသိဖို့လိုလာပါမယ်သင်ကိုသင်ပုံစံအတိုင်းဖြစ်အောင်ဖန်တီးပေးတဲ့ DNA ကဆရာကြီးဖြစ်ပါတယ်သူတို့ကဆဲတွေကိုဘာလုပ်ရမယ်ဆိုတာကိုညွှန်ကြားပေးတယ်ဒါကြောင့်သင်ကိုယ်ခန္ဓာတည်ဆောက်တဲ့နေရာမှာအရေးကြီးဆုံးအခြေခံအုတ်မြစ်တွေကတော့ DNA, RNA နဲ့ protein တို့ပဲဖြစ်ပါတယ်။သင်ရဲ့မျိုးရိုးဗီဇတည်ဆောက်ဖို့အတွက် DNA ကအရေးကြီးပါတယ်။သင်ခန္ဓာကိုယ်တည်ဆောက်ဖို့အတွက် RNA ကအရေးကြီးပါတယ်။သင်ခန္ဓာကိုယ်ကြီးထွားပြီးတန်မာထွားချိုင်းဖို့ခွာအားစီးဖို့အတွက်က protein ကအရေးကြီးပါတယ်။ DNA မှာအမေအဖေကမွေးလိုက်တဲ့သားသမီးမှာအမေအဖေရဲ့မျိုးရိုးဗီဇတွေပါနေပါတယ်။အဲ့ဒီမျိုးရိုးဗီဇတွေကိုထိမ့်သိမ့်ပြီးတော့ဖြန့်ချီတဲ့ဆောင်ပေးတာက RNA ပဲဖြစ်ပါတယ်။လူရဲ့ဆဲထဲမှာ nucleus ဆိုတဲ့အနှစ်ရှိပါတယ်။အဲ့ဒီ nucleus ထဲမှာ DNA ကထိုင်ပြီးတော့ protein ဖွဲ့ဖို့အတွက်ညွှန်ကြားနေပါတယ်။အဲ့ဒီညွှန်ကြားချက်အတိုင်း RNA 3မျိုးကလိုက်လုပ်ပေးရပါတယ်။အဲ့ဒီလို protein တွေထုတ်လုပ်ပေးရင်းနဲ့သင်ခန္ဓာကိုယ်ကကြီးထွားလာပါတယ်။ခန္ဓာကိုယ်ကြီးထွားတဲ့ပုံစံကလည်းဘာမျိုးဘိုးတူဆိုသလိုဖြစ်လာတာကဒီ nucleotide ထဲမှာပါဝင်နေတဲ့အရေးကြီးတဲ့ body building block ထဲက DNA နဲ့ RNA ကြောင့်ပဲဖြစ်ပါတယ်။သင် DNA ကမျိုးဗီဇလက္ခဏာကိုသင်ရဲ့ရုပ်သွင်းပြင်လက္ခဏာဖြစ်လာအောင်ဖန်တီးပေးတဲ့အဓိကအခြေခံအကြောင်းရင်းပဲဖြစ်ပါတယ်။သက်ရှိတွေကဗီဇကနေကိုယ်ခန္ဓာရုပ်သွင်းပြင်လက္ခဏာတွေဖြစ်လာဖို့အတွက်DNA ရဲ့ဗီဇညွှန်ကြားချက်ကနေ protein တွေကိုထုတ်လုပ်ပေးပြီးအဲ့ဒီ protein တွေကပဲသက်ရှိတွေရှင်သန်မှုအတွက်လုပ်ငန်းဆောင်တာအမျိုးမျိုးကိုဆောင်ရွက်ပေးပါတယ်။ protein ဖွဲ့စည်းတဲ့လုပ်ငန်းစဉ်မှာအဓိကပါဝင်တဲ့ဇာတ်ကောင်9ယောက်ရှိပါတယ်။ 1. DNA 2. messenger RNA 3. ribosomal RNA 4. transfer RNA 5. enzymes ဖြစ်ပါတယ်။ 1. DNAကျောင်းဆရာကြီးညွှန်ကြားချက်တွေပေးပြီးသူကိုယ်တိုင်အလုံးမလုပ်ပါဘူး DNA ကျောင်းဆရာကြီးက nucleus ရုံးခန်းမှာထိုင်ပြီးအမှတ်20ဆိုတဲ့ protein ထုတ်မဲ့လုပ်ငန်းစဉ်အတွက်စကားဝတ်မေးခွန်းတွေဖြစ်တဲ့မျိုးဗီဇညွှန်ကြားချက်တွေပေးပြီးဆရာမကျောင်းသားစတဲ့ RNA 3မျိုးကလိုက်လုပ်ပေးရပါတယ်2 mRNA messenger RNA M ဆိုတာ message ဒါကြောင့် message ပို့ပြီးတော့ကျူတဲ့ဆရာ mRNA ဆရာက DNA ဆရာကြီးစီကညွှန်ကြားချက်တွေကိုကူးယူပြီးတော့သတင်းချက်လက်တွေကို message အဖြစ်တည်ပို့ပေးပါတယ်အမှတ်20ဆိုတဲ့ protein ဖွဲ့ဖို့သူကူးရေးလာတဲ့ message တွေကို template အနေနဲ့ပြန်ကူးခွင့်ပြုပါတယ်3 ribosomal RNA R read ဖတ်သည် message တွေဖတ်တဲ့ဆရာမribosomal RNA ဆိုတဲ့ဆရာမက ribosome ဆိုတဲ့ interview ခန်းထဲမှာနေပြီး mRNA ဆရာစီက message တွေကိုဖတ်ပေးပါတယ်။ပြီးတော့ဆရာမက tRNA ကျောင်းသားတွေဘာသာပြန်ပြီးတည်လာမယ့်အမှတ်5မှတ်စီဖြစ်တဲ့ amino acid တစ်ခုစီကိုစီပေးပါတယ်။4. transfer RNA T ဆိုတာ transfer တည်ပေးပါတယ်။ tRNA ဆိုတာ TikTok တွေဆော့ပြီးဘာသာပြန်ကျွမ်းကျင်တဲ့ အ
မှတ်9မှတ်စီတည်လာမဲ့ကျောင်းသားများ tRNA ကျောင်းသားတယောက်စီက ribosome RNA ဆီယာမဖတ်လိုက်တဲ့စကားဝတ်ဖြစ်တဲ့ကိုရွန်ကို anti ကိုရွန်အဖြစ်ဘာသာပြန်ပြီးတော့အမှတ်9မှတ်ဆိုတဲ့အမီနိုအက်ဆစ်တစ်ခုစီတည်လာပေးပါတယ်mRNA ပေါ်မှာ genetic code 3လုံးစီပါတဲ့ကိုရွန်ရှိသလို tRNA တစ်ခုစီမှာလည်း anti ကိုရွန်တစ်ခုစီနဲ့အမီနိုအက်ဆစ်တစ်လုံးစီရှိပါတယ်tRNA ကျောင်းသားတယောက်စီကစကားဝတ်တစ်ခုစီဘာသာပြန်ရမှာဖြစ်ပြီးအမှတ်9မှတ်ဆိုတဲ့အမီနိုအက်ဆစ်တစ်ခုရမှာဖြစ်ပါတယ်ဥပမာ mRNA ဆရာကူးယူလာတဲ့ DNA ဆရာကြီးရဲ့စကားဝတ်ကိုတော့ AUG ကို tRNA ကျောင်းသားတယောက်ကဘာသာပြန်ပြီး anti-codon UAC နဲ့မက်သီယိုနီအမီနိုအက်ဆစ်တစ်ခုကိုတည်သွားပေးရမှာဖြစ်ပါတယ်။ကျောင်းသားတယောက်ကိုစကားဝတ်တစ်ခုဖြည့်ရမှာဖြစ်ပြီးအမီနိုအက်ဆစ်တစ်ခုစီရရှိမှာဖြစ်ပါတယ်။စကားဝတ်အခု20ဖြည့်ဆိုပြီးရင်အမှတ်တရရရှိမှာဖြစ်ပါတယ်။ဆိုလိုတာကအမီနိုအက်ဆစ်အလုံး20ရရင်ပရိုတင်းတစ်ခုရရှိမှာဖြစ်ပါတယ်။ငါ enzymes ဆိုတာဓာတုတက်ပြုမှုတွေမှာ reaction ကိုမြန်အောင်နှေးအောင်ကူညီလှုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါကြောင့် enzyme တွေဆိုတာဆရာမကျောင်းသားတွေရဲ့လှုပ်ဆောင်မှုတိုင်းကိုမြန်မြန်ပြီးမြောက်အောင်ကူညီပေးတဲ့ပါလျာငပိချက်ကျောင်းသူများဖြစ်ပါတယ်။စကားဝတ်ဆိုတာလှုပ်ဝက်ခုတ်ကိုတွန်ဖြစ်ပါတယ်။ကိုတွန်ကိုဘာသာပြန်လိုက်တဲ့အခါမှာ anti ကိုတွန်ဖြစ်ပါတယ်။အမှတ်9မှတ်ဆိုတာအမီနိုအက်ဆစ်တစ်ခုစီဖြစ်ပါတယ်။အမှတ်100ဆိုတာ protein ဖြစ်ပါတယ်။ရုံးခန်းဆိုတာ nucleus ဖြစ်ပါတယ်။ interview ခန်းဆိုတာ ribosome ဖြစ်ပါတယ်။စကားဝတ်မေးခွန်းဆိုတာမျိုးဗီဇညွှန်ကြားချက်များဖြစ်ပါတယ်။ protein ဖွဲ့စည်းတဲ့လုပ်ငန်းစဉ်မှာအဆင့်20ပါဝင်ပါတယ်။ T transcription DNA ကနေ mRNA ဖြစ်ကူးယူခြင်းနှင့် translation mRNA ကနေဘာသာပြန်ပြီး protein ဖြစ်ဖွဲ့စည်းခြင်းtranscription အဆင့်က nucleus ထဲမှာဖြစ်ပွားပြီးတော့ translation အဆင့်ကတော့ cytoplasm မှာဖြစ်ပေါ်ပါတယ်။အမှတ်100ဆိုတဲ့ protein တွေကိုရဖို့အတွက်ကျောင်းဆရာကြီး DNA က nucleus ဆိုတဲ့ရုံးခန်းထဲကထိုင်ပြီးတော့သူ့ရဲ့စကားဝတ်စတဲ့ genetic code ညွှန်ကြားချက်တွေကိုရေးထားပါတယ်။ဆရာကြီးကရုံးခန်းထဲကနေသူ့တပည့် mRNA ဆရာကိုခေါ်လိုက်ပါတယ်။ဆရာကဆရာကြီးရဲ့ညွှန်ကြားချက်တွေကိုenzyme ကျောင်းသူတွေရဲ့အကူအညီနဲ့ကူရေးပါတယ်။ nucleus ထဲမှာ DNA ရဲ့ protein ဖွဲ့မဲ့ညွှန်ကြားချက်တွေကို mRNA အဖြစ်ကူးယူပြီးတဲ့အခါမှာ pre-mRNA လေးဖြစ်ပေါ်လာပါတယ်။ pre-mRNA လေးရဲ့ခေါင်းဘက်မှာ G-cap တက်ပြီးတော့အမြီးဘက်မှာ poly A တက်ဆင်းပါတယ်။အလယ်ပိုင်းမှာတော့ကုတ်မပါတဲ့ intromine တွေကိုဖြတ်ပြီးကုတ်ပါတဲ့အပိုင်းတွေကိုပြန်ဆက်ပြီး mature ဖြစ်လာတဲ့ mRNA လေးက nucleus ပိုးကနေတဆင့် cytoplasm စီကိုထွက်လာပါတယ်။ translation လုပ်ငန်းစဉ်မှာအဆင့်3ဆင့်ပါဝင်ပါတယ်။1စတင်ခြင်း2ရှည်ထွက်လာခြင်းနဲ့3ပြီးဆုံးခြင်းအဆင့်ဖြစ်ပါတယ်။စတင်ခြင်းအဆင့်မှာတော့ protein ဖွဲ့စည်းမှုမှာပါဝင်မဲ့အရာအလုံးကစုစည်းလာကြပါတယ်။ ribosome မှာ small subunit နဲ့ large subunit ဆိုပြီးရှိပါတယ်။ small ribosomal subunit က AUG ဆိုတဲ့ step codon အနီးမှာရှိတဲ့ mRNA နဲ့ချိတ်ဆက်လိုက်ပါတယ်။ပထမဆုံးချိတ်ဆက်မဲ့ tRNA လေးကတော့ mRNA ရဲ့ AUG codon နဲ့ချိတ်ဆက်မဲ့ UAC anticodon ပါတဲ့ tRNA လေးပဲဖြစ်ပါတယ်။ဒီနောက် large ribosomal subunit က active ribosome ဖြစ်ပေါ်ဖို့အတွက်ချိတ်ဆက်လိုက်ပါတယ်။elongation ရှည်ထွက်လာခြင်းဒီအဆင့်မှာတော့ polypeptide ကွင်းဆက်တွေကြီးထွားရှည်ထွက်လာတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။အမီနိုအက်ဆစ်တွေကိုတစ်ခုပြီးတစ်ခုထည့်ခြင်းအပြင် polypeptide တွေကပိုရှည်လာပါတယ်။ဒီဖြစ်စဉ်မှာ tRNA လေးတွေကအထူးပါဝင်လှုပ်ဆောင်ပေးပါတယ်။ transfer RNA ကသက်ဆိုင်ရာအမီနိုအက်ဆစ်တွေကို ribosome စီကိုတည်ဆောင်ပေးပါတယ်။အဲ့ဒီနေရာမှာ mRNA လေးပေါ်ကကုတ်နံပါတ်အတိုင်းအမီနိုအက်ဆစ်တွေကိုကွင်းဆက်ထဲကိုထည့်သွင်းပေးပါတယ်။3 termination ပြီးဆုံးခြင်း polypeptide ကွင်းဆက်ရဲ့ထုတ်လုပ်မှုကိုရပ်တန့်တဲ့အဆင့်ဖြစ်ပါတယ်။ mRNA ပေါ်မှာရပ်တန့်ကုန် stop codon ရောက်ရှိလာတဲ့အခါမှာပြီးဆုံးခြင်းဖြစ်စဉ်စတင်ပါတယ်။အဲ့ဒီနောက် release factor လို့ခေါ်တဲ့ protein ကpolypeptide ကိုနောက်ဆုံး tRNA ကနေခွဲထုတ်ပြီးတော့ထုတ်လင်းလိုက်ပါတယ်
အဲ့ဒီနောက် polypeptide ကိုထုတ်လွှင့်ပြီးတော့နောက်ဆုံးမှာ protein အဖြစ်၎င်းရဲ့သုံးဘက်မြင်ပုံသဏ္ဍာန်ဖြစ်ပြောင်းလဲပြီးတော့ဆေးရဲ့လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီ။အဲ့ဒီလိုအသစ်ဖွဲ့စည်းချတဲ့ protein တွေကအခြားဓာတုပစ္စည်းတွေနဲ့ပေါင်းစပ်ပြီးတော့ဆေးတွေကိုဖန်တီးတာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့များပြားလာတဲ့ဆေးတွေပေါင်းစည်းပြီးတော့တစ်ရှူးတွေဖြစ်လာမယ်။တစ်ရှူးတွေပေါင်းစပ်ပြီးတော့ခြေတွေခေါင်းတွေလက်တွေကိုယ်ခန္ဓာတွေစတာတွေအပြင်အသေးနှလုံးကြောက်ကဲစတဲ့ကိုယ်ရင်းအင်္ဂါတွေဖြစ်ဖန်တီးပါတယ်။အဲ့ဒီအင်္ဂါရက်တွေစုပေါင်းလိုက်တဲ့အခါမှာ organ system ဆိုတဲ့အသက်ရှူလမ်းကြောင်းစနစ်သွေးလည်ပတ်မှုစနစ်အစာချေစနစ်စသည်အားဖြင့် organ system တွေဖြစ်လာပြီး organ system တွေစုပေါင်းပြီးတော့ organism ဆိုတဲ့သက်ရှိတစ်ကောင်သက်ရှိတစ်ယောက်လူတစ်ယောက်ဖြစ်ပေါ်လာပါတယ်။အဲ့ဒီ protein တွေဟာအမျိုးမျိုးဖွဲ့စည်းထားပြီးလူခန္ဓာကိုယ်အတွင်းမှာအရေးတွားအဖြစ်တန်ပေါင်းများစွာရှိပါတယ်။ဒီဖြစ်စဉ်မှာ DNA ကနေ RNA ကနေ protein အဖြစ်ဖွဲ့စည်းပြီးအဲ့ဒီ protein တွေက life ဆိုတဲ့သက်ရှိတွေကိုရှင်သန်အောင်လှုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒါကြောင့်သင်တို့ကိုသင်ရဲ့ပုံစံအတိုင်းဖြစ်အောင်ဖန်တီးပေးထားတာကသင်ရဲ့ DNA ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။